ကအိမ်မှာတလဲတီးနေရဟာရှိရပေါ့နော်အိမ်ကတလဲတီးလာရောနည်းနည်းခုမယ်ပေါ့နော်အဲ့လေချက်တော့မကြည့်ပါမယ်ဗျာဟိုမှာအများကြီးပဲချွတ်ခဲနေရအဲ့နည်းနည်းခုပါမယ်အများကြီးပါပဲအဲ့တော့ရှေ့မှာနှလုံးသုံးလုံးခူးစားလိုက်တာရှိသေးရပေါ့နော်အခုတော့ဒါပဲကြံပါတော့တယ်မိတ်နေပြီလို့ထင်လို့ခုမယ်ပေါ့နော်ရဲနေရပဲyummy ခုပါမယ်ခင်ဗျအကြီးဆုံးကူးရမလားဘယ်အမဲနေလဲအကြီးရတော့အနည်းဆုံးဖြစ်နေတင်းရခဲ့ပါပြီခင်ဗျာစားပါဦးအဲ့ဒါခွဲကြည့်မယ်လေနော်အဲ့ဆိုရင်အရင်တော့ခင်းရတော့အရင်တော့မကွဲသေးဘူးဒါပေမဲ့အရှိမအလုံးတွေကကြတော့လောကလုံးကွဲသွားပြီပေါ့နော်ဒါပေမဲ့သူကအကြီးဆုံးလေးဖြစ်တယ်ပြီးတော့အရဲဆုံးလေးဖြစ်နေတဲ့ခါကျသူ့ကိုခူးလိုက်တာခူးပြီးတော့ခွဲကြည့်မယ်ပေါ့နော်ကဲဆိုတော့ခွဲကြည့်အောင်ဒါလေးမဲ့တော့မဲ့နေပေါ့နော်ဒါလေးနဲ့ခွဲရင်တော့အကောင်းဆုံးပဲဒါသွားယူလိုက်ပါဦးဒါရတယ်ဒါလေးနဲ့နည်းနည်းလေးအရာပေးပြီးခွဲကြည့်တောင်းမှာပျော့တော့ပျော့တယ်သူကမြောင်းလေးရှင်းနေရဆိုတော့နည်းနည်းကိုလည်းမှန်းရောပေးရတာပေါ့စင်ပြပါမလားမသိလှလေးပါဝေါရဲနေပါပြီကြာကြအောင်နည်းနည်းကြိုင်အပယောင်းမှာခွဲရအပယောင်းမှာစားအမိုက်စားပေါ့ yeah တန်အိုးမဲနေအိုးရကုန်ပြီရဲနေရပါပဲဗျာမဲ့ပါပြီအဲ့ဆိုတော့ခွဲစားမယ်အကွာမဲ့နေပြီမဲ့ဟုတ်မယ်ရမှာတူတူပဲချိုးတော့ချိုးသေးတယ်ကွာနေရဲနေလို့လားမသိချိုးရဲနေရပဲရဲနေရပဲအဲ့လေးရိုက်လုံးလိုက်ဖြစ်အဲ့လေးဆိုအဲ့လိုလေးလားမရက်มาလဲရှင်းလားမရှင်းလားဒီလိုဖြည့်ကြီးအဲ့လိုခွဲလို့ရဘူးတော့ရတယ်အာကြီးမှာဟုတ်လားအရာလေးပေးပြီးဖြဲလိုက်ဖြဲကြည့်ကြတော့ညာလေးပေးပြီးတော့ညာကြီးပဲရောက်သွားဒီဘောချွေးအရင်မချိုးသေးဘူးဟုတ်လားစားကြည့်ပါလားဖွာအဖွာဘက်ကရေးရလေးစားကြည့်ပါခါတိုင်းချိုးပါတယ်ရေးနေရရေးတယ်နေစားလို့ဆိုချိုးလားခါတိုင်းချိုးရဲ
ရေးများလို့ထင်တယ် ရေးများသွားလို့လား ရေခဏခဏလာ ဦးကျော် တလဲစီလိုပဲအကန့်နေရတယ်တဲ့မင်းလားတလဲစီမင်းလားသူ့ကန်နေတယ်နော် တကန့်စီ ဖွင့်ထူရလေ မရေဘူးလား အဲ့ရောင်နေသေးတယ် မရေမချုံနော်အများကြီးပဲနော်ရေလှရေနေရခဲလိုက်ခေစားကြ 哇，也做那个，俺俺老爷做那就过哎，就这么多。 ဟုတ်လားရှမ်းပြည်မှာတော့ဒီလိုကြီးကြီးမြင်မှုတယ်ဟွာပြီးတော့အစီကလည်းပိုကြီးရရှမ်းပြည်မှာကြတော့ 那几把的嘞，几家，我讲你这方面， နည်းနည်းကြစ်တော့အဲ့လိုကြီးမြင်ဘူးဒါပေမဲ့ဒါတော့ရဲတယ်ချိုးတယ်ဟိုတနေ့ကနည်းနည်းဖန်တော့တယ်ခုဒါချိုးကြီးကြီးတော့ကွာ 那就那面了。 တော့အိမ်လေးများချိုးရနော်ကြီးရဲနေတာပို့ချိုးတယ်လို့ပဲဒါအရဲဆုံးဖြစ်နေအရဲဆုံးဟာလေရွေးလာပြီးတော့ 那个空气也出呢，他要骂你呢。 ဟုတ်မယ်ဟုတ်မယ် 他把那裤子看他小一 နှ 点， မျိုးကြိုက် 从一到你看也是，小一点。 ခေခုကြောက်ပါလေဒါဆိုပြန်ကောက်လိုက်ရတန်းသွန်းနိုင်စားဝါမှာဒီမြတ်မှန်ကွက်လည်းကြရအောင်လားတကယ်ဖိုးလာယူသွားရမို့လေတကယ်ဖိုးလာယူထူလေသိရမလား 你要是有那么， အဲ့တော့သွားရမျိုးတခါလဲဒီနေ့အောက်စင်းနဲ့ဈေးဘွားဝင်နဲ့တကယ်ဖိုးလာယူထူရိုက်ပြီးတော့နောက်ရတကယ်ဖိုးလာကြီးရဲ့အဲ့လိုချို့မသိသေးရလို့ရှိရင် 哎呀，人家有为了那么为了， မြင်သွားမှာလား 一路嘛该干嘛呢？你看到没有？外边嘛所有那个路边板的，啊，不要去那里来着，来边嘛只有， အဲ့တော့ရွှေတရေကုန်းပေါ်ပြန်ဆင်းမှာပေါ့ကွာဟမ်ဝိုးကြီးတစ်ပတ်ကြီးနေမှာနော်ဈေးရတယ်ဆိုဝိုးကြီးနော် မွေးရမွေးပါဘူးဒီကနေဆင်းမယ်။ဒါလေးရောက်လို့ရောက်မှတော့မင်း။ဒီလိုရုပ်ပြီးတော့လာရေးပြီးတော့လာရတော့ဒီဘက်ဖြတ်လာနေမြပြ။ အဲ့နေကတကယ်မိုးလာကြီးရုပ်ထုရှိတဲ့နေရာပဲနေရကွာ ဒီနာစီ ဒီကဆင်းအောင်ရှိနော်ဟုတ်မလားအဲ့ဆို ဒီရွှေတုံးပေါ်ဆင်းသွားလိုက် ဆင်းသွားအဲ့မှာပန်းချန်နေလို့အဲ့ပန်းချန်နေတော့ဒီတောင်းတိုင်းလာအဲ့မှာပြန်ပို့လာပြီးရေနန်းဆေးရတယ်။ဒါတိုင်တွေ့ပါတယ် တောင်တိုင်းလိုင်းတွေ့မှာမလား ။အဲ့မှာတန်းဟို ဈေးရနေဆိုမြောက်ဖက်ဈေးရနေဆိုမြောက်ဖက်ရွှေစုံဘက်ကဆင်းနေဆိုရင်တောင်ဖက်မှာအဲ့ဆိုဈေးသွားမှာပဲဈေးသွားနေတခါလေဟာစီဝဲအောင်မလားလမ်းကြမှာပဲထားသွားလိုက်တော့မယ် အာမဟင်းစိတ်ကြရဝဲမယ်စီမဟင်းကြုံမလို့ စီနေညမို့ပဲ ကျက်တယ် အရွက်ဝယ်ကြအောင်မလဲရွက် ကျက်တယ်လေဒါ အရွက်ဝယ်အောင်မလဲ ရွက်တယ်ဒီမှာဝဲအဲ့ဒီ ဟုတ်တုံးလေးလို့ရဲနေရပဲဗရမရူဘီအိုးတူကြာကုန်ရဲနေရပဲကြောင်း raspberry ဒီနဲ့တော့တူတယ်ကြိုက်စားလိုက်ရင်ကြွနေမှာပဲဒါလေးကတော့အစီလေးပါတော့နည်းပြန်တော့ထောက်မှာပေါ့နော်ကဲဒါတလဲသီးလေးပါအိမ်လေးနဲ့ကြွားတယ်